အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဝက်နက်ရိုးကိုနူအီပြီးအရတာရှိရှိဒါလိုကောင်းမဲ့ဝက်နက်ရိုးချက်ချက်နီးလေးကိုမျှဝေပေးပါမယ်ရှင်ပါဝင်တဲ့ပစ္စည်းများချက်သွန်ဖြူချက်သွန်နီးငိုတီးနဲ့ကျင်းကိုအစင်တင်ဖြတ်ပြီးတော့ကျိတ်ဆက်နဲ့ကျိတ်ပေးပါမယ်ရှင်ပြီးလို့ရှိရင်ခရမ်းရှင်တီးကိုလည်းဖြတ်ထားပေးပါမယ်ရှင်ပြီးလို့ရှိရင်ဝက်နက်ရိုးကိုရေစင်အောင်စေးပြီးတော့စားအနှဲငယ်နနွေးမုံအနှဲငယ်ထည့်ပြီးတော့တမအောင်နဲ့ပေးပြီးတော့နှက်ထားပေးပါမယ်ရှင်ပြီးရင်စီတဲပါမယ်ရှင်စီပူလာလို့ရှိရင်စွနာကြိတ်ထားတဲ့အစာပလာလေးတွေစီတဲပေးပါမယ်ရှင်အနက်လည်းမွေးလာပြီးအယောင်လည်းတန်းလာပြီးလို့ရှိရင်ခရမ်းရှင်တီထည့်လိုက်ပါမယ်ပြီးလို့ရှိရင်နှက်ထားတဲ့ဝက်နက်ရိုးလေးကိုထည့်လိုက်ပါမယ်ရှင်အသားတင်သွားအောင်9မိနစ်လောက်ချက်ထားပေးပါမယ်ရှင်ပြီးလို့ရှိရင်ငန်းငံပြရည်နဲ့စက်သားမုံကိုထည့်လိုက်ပါမယ်တမအောင်မေးပေးပြီးတော့ရေအေးသို့မဟုတ်ရေနွေးထည့်လိုက်ပါမယ်ရှင်ရေထည့်ပြီးရင်အဖုံးအုပ်ပေးပါမယ်ရှင်နူးအောင်တည်ပေးပါမယ်မိနစ်20တည်လာပြီးနောက်ဝက်နက်ရိုးလည်းနုအီနေပါပြီရေကလည်းပြပြလေးရပါပြီပြီးလို့ရှိရင်နနပီလေးအုပ်ပေးလိုက်ပါမယ်ရှင်တမအောင်မွေပြီးတော့အိုးချလို့ရပါပြီရှင်ဝက်နက်ရိုးချက်ကအရန်စားကောင်းပြီးတော့ချက်ရတာနဲ့လွယ်ကူပြီးသမင်းမိတ်စိမ်မဲ့ဟိလေးတစ်ခွက်ပါရှန်နီလေးကိုအဆုံးထိကြည်လာပေးတဲ့အတွက်ကျေးဇူးအရန်တင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံးကြပါမယ်ရှင်